ဒီဗီဒီယိုဖိုင်ပေါ့နော် WeChat password ကိုချိန်နီးဖုန်းနံပါတ်ချိန်နီးပြီးတော့ရှင်ပြန်ဆယ်နီးဆိုတဲ့ဟာကိုညီမအရှိလုံးဝတင်ထားပေးပါပေါ့နော်ကဲဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးပါနားမယ်လို့တော့ပေါ့နော်ဖုန်းနံပါတ်ပြန်ချိန်မယ်ဆိုလို့ရှိရင်ကိုအကောင့်ထဲမှာတစ်ခါတည်းရှိပြီးသားကိုချိန်နီးရှိတယ် password ချိန်နေဆိုလို့ရှိရင်ဒီကိုရဲ့အကောင့်ရှိထားပြီးသားကိုချိန်နီးရှိပါတယ်ပေါ့နော်ပြန်ဆယ်နီးဆိုတာတော့ဒီအကောင့်ကိုရိုး lock ကြ lock ဒီလိုမျိုးကြထွက်သွားတာကိုပြန်ဆယ်တာကိုပြောပါပေါ့နော်ဒီလိုမျိုးကိုဘက်ကသူများစာပို့လိုက်လို့ရှိရင်ပေတူမဆိုပေါ့နော်အနီဆက်ပေါ်တာကို block ဒီလိုမျိုးဖြစ်တာကိုဒီဟာပြန်ဆယ်လို့မရပါဘူးဒီလိုမျိုးပြန်ဆယ်မယ်ဆိုလို့ရှိရင်တယောက်မပတင်တော့ပါလေလို့အကုန်လိုပါတယ်ပေါ့နော်ဒီမှာပြောတဲ့ဟာကဒီလိုမျိုးရိုးကိုထွက်သွားတယ်ဖုန်းပြန် password ပြန်ဝင်လို့ရှိရင်ဝင်သွားရဲဆိုတဲ့ဟာကိုပြောတာပေါ့နော်ကဲအစောကြီးကြည့်တော့ပါညီမပြပေးပါမယ်ရှင်ကဲအခုညီမပြောတဲ့ design ကဒီလိုမျိုးဖြစ်သွားတာပေါ့နော်ကိုကသူ့ဟာသူ lock ကြတာပြောတာပါပေါ့နော်သူကသူ lock ကြသွားတယ်ဆိုလို့ရှိရင်ကိုကဘာနဲ့ဖွင့်ထားလဲဖုန်းနံပါတ်ကိုမမီမရမယ်ဖုန်းနံပါတ်မမီ password မမီ ID နဲ့ဝင်မယ်ဆိုလို့ရှိရင်ဒီအောက်ကလေးနှိပ်လိုက်ပါတော့ဒီမှာ ID ဒီမှာ ID ကိုရေးလိုက် password ကိုရေးလိုက်ဆိုလို့ရှိရင်သူဝင်သွားပါပြီနှစ်ခုလုံးမမမီဘူးဆိုလို့ရှိရင်တော့ပြန်ယူလို့မရပါဘူးเนาะတချို့တွေကညီမလာမင်းရဲ့ဖုန်းနံပါတ်လည်းမမမီဘူး password လည်းမသိဘူး ID လည်းမသိဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုညီမလည်းဒါဘယ်လိုမှလုပ်လို့မရပါဘူးရှင်ကဲနောက်တစ်ခုကပေါ့နော်ဖုန်းနံပါတ်နဲ့ password ပဲမှာတော့ချိန်ရမလဲဆိုတဲ့အမြဲတမ်းပြောပြဖို့ပါပေါ့နော်ကိုယ့် account နဲ့ဝေပြောလို့ရှိရင် wall ဆိုတဲ့နားလေးကိုတွားပြောလို့ရှိရင်ဒီ setting ထဲကိုတွားဒီအပေါ်ဆုံးကဟာမဟုတ်ဘူးဒီအောက်ကဟာပေါ့နော်ပြောလို့ရှိရင်ဒီမှာဒါက password ကိုချိန်မယ်ဆိုလို့ရှိရင်ကိုဒီဖုန်းနံပါတ်နဲ့ဖောက်ထားတဲ့ဟာရှိမှရပါမယ်မရှိဘူးဆိုလို့ရှိရင်ဖုန်းနံပါတ်ကိုအရင်ဆုံးချိန်ပြီးမှစောင့်လိုက်ပါစောင့်ပြီးမှ password ကိုချိန်ပါပေါ့နော်ကဲဖုန်းနံပါတ်ဘယ်လိုသွားချိန်ရမလဲဆိုဒီနေရာပါပဲအော်ဒီနေရာမဟုတ်ဘူးဒီအပေါ်ဆုံးဟာအပြင်ဒီဥစ္စာဒီမှာတွေ့လားဒီဥစ္စာကန်ကိုင်手机号နှိပ်လိုက်ပြီးရှင် message ရတဲ့ဖုန်းကတ်ကိုထည့်လိုက်ပြီးတော့ရှင်ဖုန်းနံပါတ်ချိန်သွားပါပြီချိန်သွားပြီဆိုလို့ရှိရင်ခဏလေးစောင့်လိုက်ပါတပတ်တော့မဟုတ်ဘယ်နည်းရပေါ့နော်ဒါမှ password ချိန်လို့ရပါမယ်ရှင်ညီမရဲ့ဗီဒီယိုကိုအဆုံးထိနားထောင်ပေးပါပေါ့နော်ဘယ်လိုမျိုးပြန်ဆယ်ရလဲဘယ်လိုမျိုးချိန်ရလဲဆိုတာအကုန်လုံးအသေးစိတ်ထည့်ထားပေးပါပေါ့နော်ကဲဖုန်းနဲ့လာမှရပေးလို့ရပါတယ်ရှင်ဆန်လီရွှေဒီမန္တလာရှေ့ဖုန်းဆိုင်မှာသိချင်တာလေးရှင်လဲကောမမမန်ခဲတိုရင်းထဲမှာပြောခဲဖုန်းဆက်ခဲ့လို့ရပါတယ်ရှင် WeChat မရှိထားရင် WeChat အခက်လို့ရပါတယ်ပေါ့နော်ဒီဖုန်းနံပါတ်နဲ့လည်းအခက်လို့ရပါတယ်ရှင် bye bye